mình là công thu chụp này အန်ကစုကိုင်းလမ်းပိုင်းပေါ်မှာရှိတဲ့ဒေသခံတွေအသုံးများတဲ့တရားတက်လက်ဟာမိုးများပြီးတော့ကျိုးပြတ်နေပါတယ်။တရားကျိုးတဲ့အတွက်ဒေသခံလမ်းအသုံးပြုသူတွေဟာကိုယ်ဆိုင်ကယ်ကိုထမ်းပြီးတော့တောလမ်းတွေကိုအသုံးပြုနေရတယ်ဆိုပြီးအဲ့ဒီနေရာကိုရောက်ရှိခဲ့တဲ့ဒေသခံတဦးကပြောပါတယ်။လက်ရှိမှာပျက်စီးနေတဲ့တရားနဲ့လမ်းပိုင်းကိုအရခတပ်တော်ဘက်ကပြုတ်ပြင်နေပေမဲ့လည်းအနည်းဆုံး2ပတ်လောက်ကြာမြင့်နိုင်တယ်လို့ဆိုပါတယ်။ဒါကြောင့်ဒီလမ်းပိုင်းကိုလက်တလောအသုံးပြုရင်အခက်အခဲရှိပြီးတော့ခရီးကြန့်ကြာနိုင်တဲ့အကြောင်းကိုဒေသခံတဦးကမျှဝေထားပါတယ်။ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ